နိုင်ကွာတော့မှမသမီးမြတ်ပါလေဒုက္ခပါဟာတော့ရွှေသည်အော်ရွာထဲတွေပါလမ်းတွေပါရှောက်လို့ရဟုတ်တယ်ဘယ်လာလို့ဘယ်ကိုသွားမှာတော့ဩကိုညာစင်ရလေကိုညာစိတ်စီလာတာပေါ့ကိုညာစင်ရဲ့တော့ရွှေသည်ရဲ့ကျွန်တော်စီကိုလာစရာမလိုပါဘူးဆက်စီရကြီးရှိတဲ့ကျွေးတွေပြီကျွန်တော်လာဆက်ပါမယ်ဟိုလာလဲမကုန်သေးဘူးလीဟုတ်ပါတယ်ကိုညာစိတ်ရဲ့အဲ့ဒါတွေကိုထားလိုက်ပါအခုကိုညာစိတ်စီကိုဒေါ်ရွှေသီးလာတာလေဟုတ်ကဲ့ကိုညာစိတ်ဒီရဲ့ပို့ပြီးချမ်းသာအောင်လို့လားခင်ဗျာချမ်းသာအောင်လုပ်ပေးဖို့လာတာကိုညာစိတ်ရဲ့ကျွန်တော်ဒီတဲ့ပို့ပြီးချမ်းသာဟုတ်တယ်ဟုတ်ကြလားဗျာဟုတ်ကြလားကျွန်တော်ဒီတဲ့ပို့ပြီးချမ်းသာလာအောင်ဓမ္မဟုတ်တယ်ညံစိန်တို့ကလေချမ်းသာမယ်အပေါက်ဆိုလို့ကတော့အရှိန်နဲ့လာတဲ့ဟိုက်လို့လှမ်းကိုလေဒီလိုလေးဖမ်းဆွဲလိုက်ထိုင်းသမားတောက်သမ်းပါဦးကဲကိုညာစိတ်ထိုင်အောင်လာတဲ့ကိစ္စချမ်းသာမယ်အပေါက်ကိုညာစိတ်စီကိုကျမလာတာလေဟုတ်ကိုညာစိတ်ပင်ပင်ပန်းပန်းလုပ်တာလေကျမမကြည့်ရတော့ပါဘူးရှင်ကျွန်တော်အကျိုးပေးရမကောင်းဘူးလေဗျာဒေါ်ရွှေသီးလို့တို့မှမချမ်းသာပဲရှင်ကိုကံကောင်းပြီခင်ဗျာရှင်ကိုကံကောင်းပြီကိုညာစိတ်ဘယ်လိုဖြစ်လို့ရှင်ရဲ့သမီးလေးတွေနဲ့ပတ်သက်ပြီးရှင်ကိုရှေ့လျှောက်ကံကောင်းပြီကျွန်တော်သမီးလေးနဲ့ပတ်သက်ပြီးကသူစုတီပြောတယ်မောင်ဗျာကျွန်တော်အခုကျွန်မကိုညာစိတ်ကိုတားရဲ့သမီးရဲ့ကိစ္စပြောဖို့လာတာကိုညာစိတ်ရဲ့ခင်ဗျာဟုတ်တယ်ကျမရဲ့သားလေးရွှေဥကလေးကလေကိုညာစိတ်သမီးကိုမြစ်တာရှိနေပြီတဲ့ခင်ဗျာဖေပြန်သာဒီရုပ်ကဟုတ်တယ်လေကျမသားရွှေဥလေးနမိမဲ့တည်းများလှပတင့်တယ်ဖြစ်တဲ့ဒီဝိစတာနတ်သမီးလေးကိုလှနေတယ်ကျွန်တော်သမီးလေးတွေကိုဟုတ်တယ်ဟမ်ကျမသားသမီးလေးတွေအချောအလှလေးတွေကိုဟုတ်ကဲ့ပြန်သာဒီရုပ်ကဟုတ်ကဲ့ဒီရဘာလို့သိပြောနေလဲကျွန်တော်ကဘာမှကိုပြောစရာမရှိတော့ပါဘူးညာသဘောတူတယ်လို့ပြောလိုက်ပြောစရာမရှိတော့ပါဘူးကိုညာစိတ်ရှင်သာသဘောတူမယ်ဆိုရင်ဟောဒီဒေါ်ရွှေသီးစီမှာရှိတဲ့စီးစိမ်ဥစ္စာအားလုံးကိုလေဒေါ်ရွှေသီးကချွေးမလေးကိုအကုန်လုံးပုံအားလိုက်မှာကိုညာစိတ်အကုန်ပုံအားလိုက်မှာပါတကယ်ပြောတာနော်ပြောတာပေါ့ကိုညာစိတ်နော်သားလေးနော်ပြောလိုက်အောင်မလေးတကယ်ပြောတာရွှေဦးလေးတကယ်ပြောတာတကယ်ပြောတာပါကိုညာစိတ်အကုန်ပုံအားမှာပါကျုပ်သားလေးရောရှိရဲ့ဥစ္စာလေးရောကျမပစ္စည်းတွေအကုန်ပုံအားမှာဟုတ်တယ်ဦးညံစိန်ခင်ဗျာစဉ်းစားတကယ်တော့ခင်ဗျာရွာမှာတထေးဆိုပြီးဟန်မဲရှိတာဒေါ်လေးရွှေသီးရဲ့အကျွေးရခင်ဗျာလေပင်မြုပ်အတိုးရောအရင်မှပေါင်းလိုက်မယ်ဆိုရင်ခင်ဗျာငယ်တိတ်ပါထပ်မြုပ်သွားတယ်အခုလိုအခွင့်အရေးရနေတဲ့အချိန်ခင်ဗျာဆုံးဖြတ်ချက်မှန်ဖို့ပဲအရေးကြီးတယ်ခင်ဗျာဆုံးဖြတ်ချက်မှန်လို့ကတော့တစ်ချက်ခောက်တာနဲ့10ချက်ပြတ်ပြီးသားပဲဦးညံစိန်ကဲကိုညာစိန်ကျမဘက်ကတော့ရွှေလန်းငွေလန်းဖွင့်ပေးပြီးပြီကိုညာစိတ်ဘက်ကသာသဘောတူမယ်ဆိုရင်ဟောဒီတနေ့လုံးမှာအကြီးကျယ်ဆုံးမင်္ဂလာပွဲလို့သာသတ်မှတ်လိုက်ပါကဲတာမမေတို့သွားမယ်ဖေသွားမယ်နော်အဖေလို့ခေါ်အိုးဖေလို့တော့မခေါ်နဲ့ကဲကိုညာစိန်ဟုတ်ကဲ့သွားပြီနော်ဟုတ်ကဲ့အမလီလာကြသားမအောင်သမီးတို့ရဲ့လာကြသားမအောင်ဖေသမီးတို့အားလုံးကြားပြီနော်အားလုံးကြားပြီဟုတ်တယ်ဖြစ်နိုင်ဖေဘလို့မှဖြစ်နိုင်ဟာငါတို့ကလည်းကြပါဦးစဉ်းစားကြပါဦးသမီးတို့စဉ်းစားကြပါဦးဒီမှာသူပဲစဉ်းစားပြရစီဒီမှာသမီးငယ်လေးအဲ့ဟာဂျူလီကိုမကြိုက်ဘူးလားမကြိုက်ဘူးမသေးခင်ကဒီမင်းသားဖြစ်နေလူယူတမီးမကြိုက်ပါဘူးအမလီကုညာသားသမီးကိုအဲ့လိုမပြောဘူးလေသူစီးနဲ့သူသွားပါလိမ့်မယ်သမီးရဲ့အဲ့လိုမှုချုံမြူချုံမပြောပါနဲ့ကဲနင်းသမီးငယ်မကြိုက်ဘူးဆိုရင်သမီးကြီးကတော့ဟာဂျူကြိုက်ဘူးကျမယောက်ျားပါလို့လူပုံလဲထောက်ပြလို့ရတဲ့ပုံစံမျိုးမှမဟုတ်တာလင်းယူတယ်ဆိုတာကလေဒီမှာရုပ်ရည်ကအဓိကမဟုတ်ပါဘူးအဓိကပါဖေအဓိကပါလေဟာအဓိကစီးပွားရေးလေစဉ်းစားကြစမ်းမသမီးတို့ရဲ့စဉ်းစားကြစမ်းမဟာအခုဖေချမ်းသာရဲ့ဆိုဟမ်ဟာလုံနေတာပါဒေါ်ရွှေတီကိုကြည့်စမ်းမရွှေတဲလုံးနဲ့
ချမ်းသာနေဆိုတာလေလေယာရီကိုင်းနေပိုင်ထားတာအပေကူဆက်တွေထောင်ထားတာအဲ့ဒါဒေါ်ရွှေသီးစီကနေယူပြီးတော့ထောင်ထားတာဟန်လုံနေတာပါသမီးရဲ့ဟန်လုံပြီးချမ်းသာနေတာပါစဉ်းစားကြသမ်းမသမီးတို့ရဲ့ မဖြစ်ဘူးနော်လုံးဝမဖြစ်ဘူးသမီးတို့ဆန္ဒမပါဘူးဖေဖေစီစဉ်မယ်ဆိုရင်ကိုကိုကိုတတ်သိပြမှာနော် တို့ကောင်းပြီလားဟေးကောင်းလေးဘာတောင်းလဲ ဟာကိုမင်းရှယ်တယ်လာမတော့ရှယ်ပေါ့ဗျကျွန်တော်တို့စပယ်ရှယ်ပလင်းတစ်ခွက်ယူတယ် ဩမင်းရလေကွာစပယ်ရှယ်ပလိမ့်လို့မရှိပါဘူးကွာစူပါကော်ဖီမင်းစူပါရှယ်စူပါဝမ်ဒီလိုဟာတွေပဲရှိတာမင်းရလေဘယ်စူပါပလိမ့်လို့ ဒီကိုမင်းခင်ဗျားဘယ်ဟာပဲမှာဒါပဲဖြစ်မှာမလားကဲတော့ကျွန်တော်တို့စပယ်ရှယ်ပလင်းတစ်ခွက်လာယူ ကောင်းပြီကောင်းပြီ ကြိုက်တဲ့ဟာလို့ကြိုက်တဲ့ ရ ဟာ ပြီကဲကောင်းလေးလူကရှိရင်လည်းပြောနော်ဟာကုဘတော်ကြီးခင်ဗျားအလုပ်လုပ်တာတော့မကောင်းဘူးဗျာ ငါဘာလုပ်လို့လဲ ဟာခင်ဗျာကျုပ်လက်ဖက်ကြိုင်တယ်မှာခင်ဗျာရက်ထိုင်တောင်းနေတာဗျာရွာလူကြီးတွေတီးသွားလို့ရှိရင်ကျုပ်ရေပုံးရောင်းနဲ့ထင်ပြီးတော့ကျုပ်လက်ဖက်ကြိုင်လန်ချင်းလေးလည်းပြုတ်သွားအောင်ပဲဗျာ ရွာလူကြီးတွေ့မှသူနေတာငါလက်ဖက်တိုင်းထိုင်နေတာမသိတော့ဘူး ဒီမှာဗျာခင်ဗျာကျုပ်ဆိုင်ထဲမှာစာလဲရေးထားတယ်ခင်ဗျာမြန်မာလို့မတတ်ဘူးလား တတ်တယ်လေဆိုင်တွင်းမူရင်ဆိုတာသုံးဆွဲခွင့်မပြီး အဲ့ဒါခင်ဗျာတည့်ရတဲ့နဲ့ဒီလိုကြီးလောက်တာတော့မကောင်းဘူးဗျာ ဘူးဘာလို့လဲငါဘိန်းသားမဟုတ်ဘူးမူရင်ဆိုတာရှူးနေတာမဟုတ်ဘူးငါရက်တော့တာဒီရက်ဆိုတာလောကကြီးစိမ်ကြီးကိုယူနေတာအဲ့ဒီအရက်ကိုတောင်းမှလောကရအဲ့ဒါမသိ အေးခင်ဗျာစီးစိမ်ယူခြင်းလဲကိုယ့်ရင်ကိုသွားပြီးစီးစိမ်ခံတော့ကျုပ်လက်ဖက်ကြိုင်တယ်မှာတော့ခင်ဗျာစီးစိမ်မခံနဲ့ ရအောင်ပဲမင်းကငါဘာကောင်းမှမင်းကဆိုင်ထဲကနေပြင်ထုံးဟုတ်လားချိန်တော့ဒီရွာမှာငါဘယ်တော့ချမ်းသာခဲ့လဲဆိုတော့မသိ သွားစမ်းပါဗျာခင်ဗျာအဲ့တစ်ချိန်တော့ချမ်းသာခဲ့တာလေသုံးဖြုံးစားတောက်ပြီလို့ကုန်ပြီအမိမ့်မလည်းကြည့်ပြီခင်ဗျာရွှေကြီးချောင်းခဲ့တဲ့ခေကြီးကိုပြောနေပါနဲ့တော့ဗျာခင်ဗျာပြန်လာပြန်ပါကိုယ့်ကိုပြန်တော့နော် ဟုတ်ငါကပြင်ထုံးအိမ်လည်းမပြန်နိုင်ဘူးသူတော့ကွာသင်ပါ တော့ကွာအေးကိုမြတ်ကလာထိုင်ဘာတော့မှလဲပြော ကျုပ်ကိုရှယ်တကရှယ်ခွတ်ရှယ်ထူးရှယ်တစ်ခွက်ပြီ အေးကောင်းပြီရမယ် ကဲဒေတော့ရှင်လေတူးရှယ်တို့ဂုတ်ရှယ်တို့ကောင်းတယ်ရောဟောဒီပိုးဆိုးပက်ဆက်ရှယ် ပို့ဆိုပက်ဆက်ရှယ်ဟာနားနာမလေးအရက်ဒီဟဲ့လူ ဟုတ်တယ် ခင်ဗျားကျုပ်ကိုအရက်သမားများအောင်မေးနေတာလေ အမေဘာကောင်းလဲ ဟာကျုပ်ကတန်းတန်းလေးနေတဲ့ကောင်ဟဲ့ ဘာကောင်းလဲ ခင်ဗျားဒီရွာကြီးမှာဒေါ်ရွှေသည် ပြီးတယ်လေချစ်သေးသေးလို့ဝင်သားတဲ့မိန်းမကြီး တထင်းမကြီးလို့ပြောလိုက်စမ်းပါဗျာ ဒီထဲမှာမပါသူသားမဟုတ်ပါဘူး အေးကျုပ်ကလည်းသူ့ရဲ့သားလို့ခင်ဗျားကိုမပြောဘူးသူ့သားဟာယူလီကိုခင်ဗျားသိတယ်နော်ဒေါ်ရွှေသည်ကိုလည်းခင်ဗျားသိတယ်နော်အေး တပါပြည့်တယ် ကျုပ်နဲ့ခင်ဗျားနဲ့အခုကျုပ်ကခင်ဗျားကိုစကားလက်ခံပြီးပြောနေတယ်ဆိုတာတမ်းမတူဘူးဆိုတာကိုခင်ဗျားသဘောပေါက်ခင်ဗျားအရက်သမားနန်လိုက်တာဒါစော်နေ ဒီ တာ ငါ့ကိုစော်ကားတယ်ကောင်ဟဲ့ မလေးသေးလိုက်လားမလေးလားမလေးလားမလေးဝဲပြတော့ဘာလို့လဲဘာလို့လဲ တော့မှာတော့မှာလားဘလို့ပါတော့တရားလေးလားချင်းနေပဲလားအဲ့လောက်ဒီစိတ်ကြိုးမသိပါဘူးဗျာနော်ကျွန်တော်ဂျားရဲ့တောင်းတော့ပါလေ ကံပေါ်သားဟေးအဲ့လေးတောင်းပါလေရှိတတ်တယ်ဘုတောင်းတယ်ဘလို့မှပြင်းပြီအားလုံးခွင့်လွတ်တယ်ရှင်းတတ်တယ် ဆိုရင်မိမဟေးပတ်စံလေးတုံးလုံးမပြီးတော့ပါ ဟင်ရှင်အပ်ထားတဲ့ပတ်စံဘယ်လောက်ရှိလို့ကျုပ်ရှိမှာ3000တောင်တောင်းရတာ ဟုတ်လေမယားမရှိလင်းကူလင်းမရှိမယားကူတယောက်တယောက်နားလည်မှုတွေကျွန်းကိုက်မိကိုက်ကျွန်းမိမိမလေးပတ်စံလေးတုံးလုံးလေးပါ ရှင်ပတ်စံလိုချင်ထီလှဲထွက်ပါလား ။အိုးဟာမိမဒီနေ့လက်ပြည့်ရည်လေလက်ကုံရည်လေလက်ကုံရည်ထီးရလက်ကြမရှိတော့မထွက်ဖြစ်တာလေကွာ။ဒီမှာအခုဟာလေဟောကိုယ်စလေကိုကံပေါ်ထီလာယူပါတယ်ခမညာဆိုပြီးတော့ပတ်စံသွားပေးရမယ်။ထီအုပ်ယူအောင်မို့လို့မင်းဆွဲကြိုးလေးပါ။နော်ကံပေးတစ်ချက်အဲ့ဒီတစ်ချက်ကဘဝတစ်သက်စာပဲလေမယား တော်စားမှာကိုကံပေါ်ရဲ့ရှင်နဲ့ကျုံနဲ့ညားလာတာသားလေးတောင်အရွယ်ရောက်လာပြီတခါမှမတိုးတက်မကြီးပွားဘူး ဒီမဲ့မဆော့ဒီလာလေဟောဒီငါဆောင်ထက်ထီရအနည်းဆုံး2000ပေါက်
2000တော့ရင်ငါအတွက်2000 2သိန်းများဆိုရင်2000သိန်း200ဆိုလို့ကတော့မင်းဆွဲဆွဲ တော်ပြီရှင်ထီအောင်လာကြားလာပြီရှင်ထီသေးရတခါမှလည်းမပေါက်ဘူး အဲ့ဒါကံကွာအဲ့ဒါကံမပေးသေးလို့ကံပေးရင်တစ်ချက်တည်း လာပြားမိတစ်ချက်တည်းဟိုမှာကိုညာစိန်တို့ကြည်သားရှစ်တငယ်ချင်းကိုညာစိန်လေရှင်နဲ့ပြတခြားစီပဲသမီးလေး2ယောက်ကိုတင်တောင်းတင်နဲ့ရွှေနဲ့ငွေနဲ့ထားနိုင်တယ်ရှင်နဲ့မြကွာပါတကန်ကန်နဲ့ မဆော့ ဟာ မ လေ င်းကခုထက်ထိညံစိတ်ကိုစိတ်မကုန်သေးဘူးကွာတရွာလုံးမှာမင်းချောဆုံးဆိုပြီးငါနဲ့ညံစိတ်နဲ့ပြိုင်ပိုးတာမင်းကအခုစီးပွားရေးကြမှာဒီကောင်လူလေကွာဒီကောင်ကသူများမြက်ခုံးကဈေးငယ်လျှောက်ပြီးညံနီညံနဲ့သုံးလို့စီးပွားဖြစ်နေတာအတိတ်ဘဝရဲ့ကုသိုလ်ကံကြောင့်ဒီကောင်ခုတလောတည်းဖြစ်နေတာငါကံကိုစောင့်နေတာငါချမ်းသာမှာကံပေါ်တဲ့နာမည်ကငါချမ်းသာတဲ့နေ့ကျရင်လေမင်းဆွဲကြိုးလို့ကတော့မပေးသေးလို့ကွာကံမပေးသေးလို့ကံပေးရင်တစ်ချက်တည်း သူကံပေါ်ရှင်ကလေကံကိုယုံပြီးစူးပုံနေမဲ့လူဒီလောက်တောင်ကံကိုယုံနေရွာထိတ်ကကံကိုသွားရှင်တခါလဲဆင်းပြီးပေးလိုက်တော့ အေးသိမယ်အဲ့ဒီကံလဲဆင်းသေးလို့ငါအတိတ်ဘဝရဲ့ကုသိုလ်ကံကြောင့်ကံပေါ်ဆိုတဲ့ကောင်ကံပြန်ပေါ်လာတဲ့ခါကျမှလေလာမခေါ်နဲ့လာမခေါ်နဲ့ မခေါ်ဘူးရှင်ကံနဲ့ဆင်းပြီးသေးတဲ့အလောင်းပေါ်လာတော့မှကျုပ်ကအရက်နဲ့ဝိုင်းပြီးခေါ်လိုက်မယ်ကုန်တာပေါ်ရေကြော်လိုက်မယ်တော့ကြော်လိုက်မယ် ဒီဗီဒီယိုလေးကိုကြည့်စုပြီးလို့ရှိရင် like share follow လုပ်ပေးကြပါလို့ YouTube ထဲမှာကြည့်စုနေတဲ့သူကတော့ subscribe ခေါင်းလောင်းလိုက်ပေးကြပါလို့မေတ္တာရက်ခံပါတယ်